မင်္ဂလာပါရှင်ဓမ္မပဒတဘာဝပုတ်တိကတတိတ်တမထေဝတ္ထုအပိုင်း1ကိုတင်ပြပါမယ်ရှင်မြတ်စွာဘုရားတာဝတိပြည်ဇေရဝံကျောင်းမှာတရင်သုံးနေတဲ့အခါအမျိုးကောင်းသားတစ်ယောက်ကယဟန်လာဝတ်တယ်သူ့အမည်ကတိတ်တတဲ့ရှင်တိတ်တယဟန်ဝတ်ပြီးတဲ့အခါမြတ်စွာဘုရားထံမှာပညာတွေသင်တော်ထွက်ပြီးတရားအားထုတ်ပါတယ်တရားထထတန်တန်နဲ့ဝတ်ပြီးတကယ်လဲဆရာသမားကောင်းထံမှာတည်တည်ချာချာလေ့လာသင်ယူပြီးတော့တရားအားထုတ်တာပါအပြင်းအထန်ကြိုးစားပေမဲ့တရားကမရဘူးတဲ့ဒီတော့တရားကိုမမြင်သေးရင်ဖြစ်တတ်တဲ့ထုံးစံအတိုင်းတန်တရားဆိုတာဝင်လာတယ်သူတန်တရားဝင်ပုံကတစ်မျိုးတဲ့တရားအားထုတ်တဲ့ယတ္တာနဲ့တရားမရတော့သူဉာဏ်မကောင်းလို့တရားမရတာပဲဆိုပြီးကိုတန်တရားဝင်တာပါတဲ့တခါတော့ကပြောခဲ့တယ်တဲ့အညတရဘိက္ခုမှာသူလည်းပဲဖရာထံမှာတရားတွေနာတောထွက်ပြီးတရားအားထုတ်တယ်တရားမရတော့တန်တရားဝင်တယ်တရားဟောတဲ့ဖရာဟောတဲ့တရားကဟုတ်မှဟုတ်ရဲ့လားမသိဘူးဖရာထံသွားမေးအောင်မှပဲဆိုပြီးသူကတရားအပေါ်မှာတန်တရားဝင်တာဖရာစီပြန်ပြီးမေးမယ်ဆိုပြီးတော့စိတ်ကူးတာပေါ့ဒီဒါဘဟုတုတတော်တော်ဖြစ်ဖို့ကောင်းပါတယ်တရားလောက်ရတာနဲ့တရားမရတာနှစ်ချက်တည်းပဲတရားကမှားလို့လားကိုကဉာဏ်မရှိလို့လားမသိရင်ဖြေရှင်းဖို့မလွယ်ပါဘူးအခုတော့ရှေ့ကယဟန်တွေဖြစ်စဉ်မှာပြသွားတာကိုတွေ့ရတယ်အညတရဘိက္ခုကတရားကိုမှားတယ်ထင်ပြီးဖျားထန်သွားတာတရားကိုတန်တရားဝင်တယ်တိတ်တမထေကြတော့သူ့ကိုယ်သူတန်တရားဝင်တယ်ငါဉာဏ်မကောင်းလို့ဖြစ်မှာပါငါကိုကဉာဏ်ညံ့လွန်းတာဖြစ်မှာပါလို့တန်တရားဝင်ပေမဲ့သူကတရားလုပ်ငန်းကိုတနေ့တစ်ချိန်မှာတော့တိမှာပဲဆိုပြီးပို့တိုးပြီးစူးစမ်းပေမဲ့တရားမရဘူးတိတ်စူးစမ်းလာတဲ့အခါအပူအေးမမျှပဲနဲ့ခန္ဓာကိုယ်ကအဖုလေးတွေပေါက်ပြီးယောဂဖြစ်လာတဲ့စိတ်ကပူလာတဲ့အခါခန္ဓာကိုယ်ကလည်းပူလာတယ်အညောင်းအညာတွေကြောင့်အပူအေးကမမျှအပူကလည်းမလျှောက်တော့အဖုကလေးတွေပေါက်လာတယ်ဖိုတဖုဒီတဖုနဲ့တပြေးပြည်တဲ့အနာဖြစ်လာပြီးတကူလုံးအပုပ်နှံ့တွေထွက်ပြီးအဲ့ဒီအနာဟာတခါတည်းအသားတွေအယိုးတွေစီထိရောက်သွားတယ်ပထမတော့ပတ်ဝန်းကျင်ကယဟန်တွေကပြုစုပါသေးတယ်နောက်ပိုင်းကျတော့အနတ်မခံနိုင်တော့ဘူးမကတ်နိုင်တော့ဘူးစွတ်ပစ်လိုက်ကြတယ်အဲ့ဒီလိုစွတ်ပစ်ခံရတဲ့အချိန်မှာအရှင်သိတ္တမထေအားငယ်တာပေါ့ပြုစုမဲ့သူမရှိလို့အားနေပြီးစိတ်ဓာတ်ကြတာကတကြောင်သူ့အသွေးနဲ့သူကျမ်းမာရေးမကောင်းတော့ကောင်းစဉ်အခါတုန်းကတော့တရားမရတာမကောင်းတော့ဘူးဆိုရင်တော့ဆိုပြီးပို့ပြီးရမှာမဟုတ်တော့ပါဘူးဆိုပြီးတော့စိတ်ဓာတ်တွေဟိုးအောက်ဆုံးထိပြုတ်ကျသွားတယ်ဒီဖြစ်ရပ်တွေဟာတည်တည်ကြကြကြည့်ရင်အနတ္တဆိုတာတွေ့ရတယ်သူများကစွန့်သွားတော့သူဘာမှမတတ်နိုင်တော့ဘူးအနာပေါက်တာလည်းဘာမှမတတ်နိုင်ဘူးဒါကတဘာဝပဲသူအခြေအနေအရဒီတိုင်းပဲဖန်တီးလာတာကိုအားလုံးလက်ခံရမယ်ကိုဘာမှမတတ်နိုင်ဘူးမကောင်းတာတွေငါစီမလာနဲ့ငါကိုမစွတ်ပြစ်ကြပါနဲ့သူတားလို့လည်းမရဘူးကျမ်းမာတော့ကသူ့ကိုယ်သူအားကိုးထားတယ်ခုသူ့ကိုယ်သူအားကိုးလို့လည်းမရတော့ဘူးသူ့အယိုးကိုလည်းအားကိုးလို့မရတော့ဘူးအသွေးတွေအသားတွေကိုလည်းအားကိုးလို့မရတော့ဘူးအခိုင်အမာအနှစ်သာရမရှိတော့ဘူးဆိုတာသူနှလုံးသွင်းလိုက်လို့ရှိရင်အဲ့ဒီအနတ္တကြောင့်ယဟန္တာတောင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့ဒီနီးသူမသိဘူးပြီးတော့စိတ်ဓာတ်ကြတယ်အနတ္တကိုမမြင်ဘူးတညင်းကြီးတညူညူနဲ့စိတ်ဆင်းရဲနေတယ်ဝိပဿနာမတင်နိုင်ဘူးဒီအချိန်အခါမှာဖရာကသိပါတယ်ဒီယဟန်တကယ်တော့ဉာဏ်ရှိတယ်ဒါပေမဲ့အဲ့ဒီဉာဏ်ကို तू မသုံးတတ်ဘူးသူ့ကို तू ဉာဏ်မရှိဘူးလို့ထင်လိုက်ကြတဲ့ကပိတ်နေပြီ तू ရှိနေတဲ့ဉာဏ်ကိုမှန်ကန်အသုံးမချတတ်ဘူးဘယ်လိုအသုံးချရမလဲဆိုတာမသိတော့ဉာဏ်မရှိသလိုမျိုးဖြစ်သွားတာပေါ့ဟိုမှာသွေးတွေပြည်တွေအလိမ့်သင်္ကန်းတွေနဲ့ကပ်ပြီးတော့ညောင်ဆောင်ပေါ်မှာပိုလိုပလက်လေးဖြစ်နေချိန်မှာဖျားကြွသွားပြီးကြံတဲ့ယဟန်တွေကလည်းမနေနိုင်တော့ဘူးနောက်ကနေစုပြုံးပြီးလိုက်ရတာပေါ့ဖ
ရားကဂီလာနယဟန်ဒိဋ္ဌုခရောက်နေတယ်ရေဘတ်တိုက်ပြီးရင်နွေးကြိုကြရင်နွေးနဲ့ဖန်ရည်ဆေးမယ်သင်္ကန်းတွေလဲပေးမယ်ဆိုပြီးကျောင်းထဲကနေကတင်ညောင်ဆောင်ကိုနဲ့ကိုပြောင်းပေးတယ်လေကောင်းလေတန့်ရတဲ့နေရာနေအောင်ချီလေးရတဲ့အပြင်ဘက်ကိုထုတ်လိုက်တယ်အပြင်ရောက်လာတဲ့အခါဖះကိုယ်တိုင်လှုပ်ပြီးတော့ကြံတဲ့ရဟန်းတွေကလည်းလိုက်လှုပ်ပေးကြတာပေါ့ဖះကိုယ်တိုင်ပဲရေဘက်တိုက်ပြီးသင်္ကန်းတွေကိုလဲပေးလိုက်တယ်အဲ့ဒီလိုလဲပေးလဲလိုက်ပေးလိုက်ရောတကူလုံးပု္ပ္ပစောနန်းတွေနဲ့တိတ်တပုတိကတတိတ်တမထေကြီးဟာဖះသူ့ကိုလှုပ်ပေးပါလားဆိုပြီးအားရှိလာတယ်စိတ်အပြောင်းအလဲဖြစ်သွားတာပေါ့ငကိုကကြတော့စိတ်ဓာတ်တွေငကိုကကြတဲ့စိတ်ဓာတ်တွေပြန်တက်လာတယ်စိတ်အားတွေရှိလာတယ်ဒီနေရာမှာယဟန်ကတရားအလုပ်ကောင်းကောင်းမွန်မွန်အားထုတ်ရတာနဲ့တကယ်စေတနာတရားနဲ့ဝတ်လာတဲ့ယဟန်ဖြစ်ပေမဲ့တီလာတွေပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့ဘာဖြစ်လို့ဒီယောဂဝင်လာတာလဲဆိုတာအဲ့ဒီမှာအတိတ်ကကံကလာပြီပါလာပြီဟိုကတ္တပဖရာလက်ထက်တုန်းကမုတ်ဆိုးဖြစ်ခဲ့တယ်ငှက်တွေထောင်ပန်းပြီးရောင်းတယ်ငှက်တွေအများကြီးမိတဲ့အခါကျတော့တစ်ချိန်နဲ့ရောင်းလို့မကုန်ဘူးဖမ်းတာတွေကများပြီးဝယ်တဲ့အားကနည်းနေတော့ဒီတိုင်းပဲတတ်လိုက်လို့ပုတ်သိုးကုန်ရင်ရောင်းကုန်လို့ကျောင်းမရမှာဆိုလို့မသေးအောင်ပြန်လို့မရအောင်အတောင်တွေရိုက်ချိုးခြေထောက်တွေရိုက်ချိုးပြီးလှောင်ထားလိုက်တာပေါ့ငှက်တွေအများကြီးကိုလှုပ်ခဲ့တဲ့အကုသိုလ်ကံကဒီမှာဝင်ပြီးအကျိုးပေးတာပါခန္ဓာကိုယ်မှာအနာတွေပေါက်ပြီးအသားတွေပုပ်ပြီးအယိုးထိအောင်ခံစားရတယ်ဒီနေရာမှာကံတွေကိုကြည့်ပါပစ္စုပန်ဘဝမှာသူဟာအလွန်ကောင်းမွန်တဲ့ပုဂ္ဂိုလ်ကောင်းကောင်းမွန်မွန်နေပြီးကောင်းကောင်းကျင့်တဲ့ပုဂ္ဂိုလ်ကောင်းကျိုးတွေကြီးပဲဝင်သိရတာနဲ့အကုသိုလ်ကံကဝင်လာတာဘာပြောချင်တာလဲဆိုတော့အနတ္တဆိုတာပြောချင်တာပါကံကိုအပိုင်လှုပ်ထားလို့မရပါဘူးကိုယ့်ရဲ့ကောင်းမှုကုသိုလ်ရှိပေမဲ့အကုသိုလ်ကဝင်ခြင်းဝင်လာတာသူ့ကိုတားလို့မရပါဘူးပါဠိလိုအနတ္တပဲကံပေါ်မှာညံဆင်းလိုက်ရင်ဘာကံလာအနတ္တကြီးပဲကိုကောင်းတာလှုပ်တာဆိုပြီးတော့အာရဝန္တာဖြစ်မနေနဲ့သူကအကျိုးပေးခြင်းတဲ့အချိန်မှပေးတာကောင်းတာလှုပ်ကောင်းနေပေမဲ့မကောင်းတဲ့အကျိုးကဝင်ခြင်းဝင်တာမကောင်းတာလှုပ်ပြီးမကောင်းမှုတွေနဲ့နေပေမဲ့ကောင်းတဲ့အကျိုးကဝင်ခြင်းဝင်တာဘာကြောင့်ဒီလိုဖြစ်ရတာပါလဲလို့မေးရင်ကံကအတ္တမဟုတ်ဘူးအနတ္တဖြစ်နေလို့အနတ္တဆိုတာကိုပြစ်ချင်တဲ့အတိုင်းဘယ်တော့မှမဖြစ်ဘူးကံရဲ့အကျိုးဆိုတာသူပေးခြင်းတယ်လို့လှည့်ပေးနေတာဒါကိုသဘောပေါက်အောင်ကံကိုအနတ္တအနေနဲ့ကြည့်တတ်ရမယ်အနတ္တအနေနဲ့ကြည့်တတ်တဲ့ပုဂ္ဂိုလ်ကြတော့ဘာလာသဘောပေါက်သွားတယ်အနတ္တပဲသူလာခြင်းနာလာမှာပေါ့လာပါစေလေအနတ္တနဲ့တိထားတော့ကောင်းကျိုးပေးလဲထူးပြီးတော့ဝမ်းမသာဘူးဆိုးကျိုးဖြစ်လဲထူးပြီးတော့ဝမ်းမနေဘူးစိတ်ဓာတ်မကြဘူးအနတ္တဉာဏ်ကြောင့်သူကပုံမှန်ပဲဒီလိုဖြစ်တာကံဟာအတ္တမဟုတ်ဘူးကိုယ်ပိုင်လှုပ်ထားလို့မရဘူးကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်ကောင်းကျိုးပေးတာသဘာဝပါပဲဒါပေမဲ့ကောင်းကျိုးကပေးခြင်းမှပေးတာကောင်းတာလုပ်ပြီးမကောင်းတဲ့အကျိုးကအရင်ဝင်ခြင်းဝင်လာတာအဲ့ဒီလိုအလှည့်အကျိန်တွေကတော့အနတ္တဖြစ်သွားတယ်အနတ္တကိုမြင်သွားတဲ့အခါကျတော့ကံကိုအာမကိုတော့ဘူးအနတ္တမမြင်ရင်ကံကိုအားကိုးတယ်ကိုကကောင်းမှုတွေကိုအပြည့်အဝစီးပူးပြီးတော့ဒါနသီလဘာဝနာတွေကံကိုအားကိုးပြီးတော့ကျင့်တတ်နေလိမ့်မယ်ငါတို့မှာကုသိုလ်ကောင်းမှုတွေရှိတာသိပြောပါပြီဆိုပြီးလုပ်နေပါလိမ့်မယ်ကုသိုလ်ကောင်းမှုကဘက်ကပြောတာပါမကောင်းမှုလုပ်တဲ့သူကြပြန်တော့လဲမကောင်းတာတွေလှုပ်ထားပြီးမိပြီးဆိုပြီးတပူတပင်နဲ့မလွတ်နိုင်တော့ဘူးအနတ္တသမားကြတော့ဒီလိုမဟုတ်ဘူးမကောင်းတာလုပ်မိတာတွေလည်းရှိတယ်သိတယ်ဒီမကောင်းကျိုးတွေကသူပေးခြင်းရင်ပေးမှာမပေးခြင်းရင်လည်းပေးမှာမဟုတ်ဘူးဆိုတာသိတော့သူကအဲ့ဒီကံကိုဆွဲမထားတော့ဘူးကောင်းမှုကြောင့်ကောင်းကျိုးပေးမှာကိုလည်းသိတယ်ဒါပေမဲ့သူတို့ရဲ့အကျိုးပေးတရားကာလအချိန်နေရာကိုဆွဲမထားဘူးသူကကံကိုမှဖတ်တွေ့ထားတာမဟုတ်ဘူးဆိုတော့တက်တာသွားတယ်အကုသိုလ်ဆိုကိုလည်းတွေ့ပြီးတော့စိတ်ပူပန်ခြင်းမဖြစ်တော့ဘူးကုသိုလ်ကံကိုလည်းတွေ့ပြီးတော့အာသက်ဝန္တာမဖြစ်တော့ဘူးမှန်တမ်းပဲသွားတယ်
ဒီအတိုင်းပဲသူများတွေမကောင်းတဲ့ကံကြောင့်မကောင်းတဲ့အကျိုးရတာကိုမှန်မှန်ကန်ကန်လည်းမြင်တယ်ဒီကံရဲ့အကျိုးကိုဖျားတောင်တားလို့မရပါဘူးမတတ်နိုင်ဘူးဆိုတာလည်းတွေ့တယ်ဒီတော့ကံကိုအေးချမ်းစွာလက်ခံနိုင်တယ်ဝမ်းသာတက်ကြွတာလည်းမဖြစ်ဘူးဝမ်းနေပြီးစိတ်တက်ကြတာလည်းမဖြစ်တော့ဘူးကျေးဇူးတင်ပါတယ်ရှင်ဆက်လက်တင်ပြပါမယ်ရှင်